သူမဟာယာဒူတိုးတော့မဲ့အဆုံးမှာရှိနေတဲ့စူးစမ်းအားထုတ်တဲ့ဟိုတယ်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီးသူမရဲ့အကောင်းဆုံးတငယ်ချင်းဟောင်းကဝင်ရောက်လာပြီးခင်မွန်းရဲ့အဆက်အသွယ်တွေကိုအသုံးပြုပြီးခိုးယူသွားခဲ့ပါတယ်တစ္ဆာဖောက်မှုပွင့်သွားပါပြီဒါတင်မကသေးပဲတထေးတစ်ကဘီလိန်ပုံစံနဲ့သူမရဲ့အလုပ်ချိန်တွေကိုရှော့ချလာစာကိုဖျက်တောက်ပြီးညွတ်ကိုတတိထားမိအောင်စိန်ခေါ်ခဲ့ပါတယ်ပြီးတော့အရာအလုံးရှုပ်ထွေးလာပြီးဘီလိန်ကပိုနဲ့ဆိုင်စွာတူးဆွာပြီးမင်းသမီးရဲ့ကွဲကွာနေတဲ့မိသားစုကိုခေါ်လိုက်ပါတယ်အဲ့ဒီမိသားစုကသူမကိုအသက်ကြီးတဲ့အမျိုးသားတစ်ယောက်နဲ့လက်ထပ်ဖို့ချက်ချင်းရောင်းစားဖို့ကြိုးစားပါတယ်အခြေအနေတွေမှောင်မိုက်နေချိန်မှာပဲသူမရဲ့တောက်ပတဲ့အိမ်တော်ရေးခင်မွန်းရောက်လာပြီးကဲတင်ခဲ့ပါတယ်ဘာလို့လဲဆိုတော့သူလည်းအဲ့ဒီလိုပါပဲနောက်ထပ်ပြဿနာတွေကိုကြောက်လန့်ပြီးသူမကိုသူ့အိမ်မှာနေဖို့ခေါ်သွားပါတယ်သူမဟာကြီးမားတဲ့စိန်ခံအိမ်ကြီးကိုမြင်လိုက်ရတဲ့အခါချက်ချင်းပဲအံ့အားသင့်သွားပြီးတက်ဆီမောင်းသူတစ်ယောက်ကဘီတုကမဂဇင်းထဲကအိမ်ကြီးတစ်လုံးကိုဘလို့ဝယ်ယူနိုင်မလဲဆိုတာတွေးတောလာပါတယ်တဘာဝအတိုင်းသူကလိန်ညာပြီးတငယ်ချင်းတစ်ယောက်ပိုင်တယ်လို့ပြောပါတယ်ဘာလို့လဲဆိုတော့ဒရမ်ဝန်မှာချမ်းသာတဲ့ယောက်ျားတွေကသူတို့ရဲ့အထောက်ထားတွေကိုဖုံးကွယ်ထားပြီးအမျိုးသမီးတွေကိုရွှေတူးတဲ့အကျင့်ရှိမရှိစမ်းသပ်ပြီးရိုးသားတဲ့စကားတစ်ခွအန်နဲ့မပြောဘဲအလွန်အကျွံလိန်ညာကြပါတယ်ရေချိုးပြီးနောက်အဝတ်အစားချုပ်ပေးရန်ချောကသူမကိုတောင်းဆိုခဲ့သည်ကံမကောင်းစွာပဲပါဝင်ပတ်သက်သူအလုံးအတွက်ကံမကောင်းစွာပဲသူ့အတွင်းရေးမှုကမေကွန်းထုတ်เสียအဝတ်အစားချုပ်ကိုသူ့ခီးဆောင်အိတ်ထဲတွင်ထည့်ထားသည်တိတ်ဆိတ်ငြိမ်သက်မှုထိတ်လန့်မှုရှင်းလင်းချက်များနှင့်အပိုင်း၃ပိုင်းကိုဖြစ်ပေါ်စေနိုင်သည့်အထင်အမြင်လွဲမှားမှုတို့ကိုမြင်တွေ့ရမည်ဖြစ်သည်အချစ်ဆက်လန်းလက်စားချေမှုလျှို့ဝှက်ချမ်းသာကြွယ်ဝမှုဆိုးရွားသောဆက်သွယ်ရေးနှင့်လုံးဝအလုထုတ်တင့်သောအတွင်းရေးမှုတဦးဒရာမာပရာတီသူတွင်နောက်ထပ်တစ်နေ့သာဖြစ်သည်